နင်းညကလကွယ်ညာဗျဒီလိုလာပြီးလကွယ်ညာတွေမှာပရလောကသားတွေပျော်မြူးတတ်ကြတယ်လို့တော့ကြားဘူးတယ်ဟုပြောလေသည်ထိုအခါကျွန်ုပ်ကဒါဆိုရင်အလုတ်ယုံကိုဖောက်ထွင်းခိုးယူမလို့လာလောက်ကြတဲ့သူတွေကပရလောကသားတွေတဲကပဲပေါ့ဟုပြောလိုက်တော့အခါတာဝန်မှုကဟုတ်ပါဗျာဟုတ်ပါလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ Paranormal Club Channel လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူချစ်ဆိုင်ရေးသားထားတဲ့ညဆောင်ကြီးတခိုးဖက်နေညဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့တော့အလုပ်ယုံဖွင့်ရဲ့နနက်ပိုင်းချိန်တွင်ကျွန်ုပ်တာဝန်ထမ်းဆောင်လျက်ရှိသောကဆဆ16စင်တဲ့ဤလက်သုံးကရိယာအချောတက်အလုပ်ယုံသို့ရောက်ရှိသွားသည့်အခါညဆောင်တာဝန်အားအမြဲတမ်းတာဝန်ယူထားသူညဆောင်ကြီးဦးတင်ဆိုကအာစရီညကဒီအလုပ်ယုံကိုတခိုးလာကတ်တယ်ဗျဟုစီးကြို၍ပြောဆိုလေတော့သည်ထိုအခါကျွန်ုပ်ကဟုတ်လားဗျအလုပ်ယုံကိုအဖောက်ခံလိုက်ရသည်လားဘာတွေပါသားသေးလဲဗျပြီးတော့ဒီကိစ္စကိုတာဝန်မှုတာဝန်ချက်တွေစီကိုရောသတင်းပို့ပြီးပြီလားဟုပြောလိုက်ရင်ညဆောင်ဦးတင်ဆိုကအလုပ်ယုံတော့အဖောက်မခံလိုက်ရပါဘူးဗျကျုပ်ကအချိန်ပြည့်စောင့်ကြည့်ပြီးအချိန်မီဟန်တားနိုင်ခဲ့လို့ပေါ့ဒါကြောင့်လဲဘာပစ္စည်းမှပါမသွားပါဘူးနောက်ပြီးအဲ့ဒီဖြစ်စဉ်ကိုကျွန်တော်ကညာရင်းချင်းတာဝန်မှုတာဝန်ချက်တွေစီကိုတွားသတင်းပို့ပြီးပါပြီသူတို့လည်းချက်ချင်းပါပဲတခြားလုံခြုံရေးအဖွဲ့ဝင်တွေကိုပါခေါ်လာပြီးအလုပ်ယုံကိုလာရောက်စစ်ဆေးသွားကြတယ်မကြခင်အာစရီကိုသူတို့ခေါ်ပြီးတွေ့နိုင်ပါတယ်ဟုပြောလေတော့သည်ကျွန်ုပ်သည်ယခုစက်ယုံသို့ပြောင်းရွှေ့ရောက်ရှိလာခဲ့သည်မှာမကြာလှသေးပါမကြာလှသေးတော့လဲအဆိုပါစက်ယုံတွင်ရှိအလုပ်ယုံများအားမတမာသူများကဖောက်ထွင်းခိုးယူဘူးကြသည်ဟုသောရာဇဝင်မရှိခဲ့ကြောင်းကိုမူကျွန်ုပ်ကောင်းစွာသိပါသည်တကယ်ကိုရိုသားပြီးစူးစမ်းကြသောနိုင်ငံဝန်ထမ်းကောင်းများဖြစ်ပါသည်ဟုပြောသောမမှားပါစက်ယုံဝင်အတွင်းရှိအလုပ်ယုံများအနေဖြင့်မူဖောက်ထွင်းခိုးယူသူများရှိသည်ဖြစ်စေမရှိသည်ဖြစ်စေနိုင်ငံပိုင်စက်ယုံဖြစ်သည်နှင့်အညီအလုပ်ယုံတိုင်းတွင်ညဆောင်ကင်းတာဝန်များကိုခြာထားကြရပါသည်တင်ပြခဲ့သောကျွန်ုပ်တာဝန်ထမ်းဆောင်ရသည့်လက်သုံးကရိယာအချောတက်အလုပ်ယုံကိုမူဦးတင်ဆိုသောဝန်ထမ်းအားအမြဲတမ်းညဆောင်တာဝန်ကိုပေးထားပါသည်တို့ဖြစ်၍လည်းကျွန်ုပ်တို့ကသူ၏နာမည်ရင်းကိုအခေါ်နေပြီးသူထမ်းဆောင်ရသည့်တာဝန်ကိုအစွဲပြုကာညဆောင်ကြီးဟုခေါ်ကြပါသည်ဤကဲ့သို့ခေါ်ကြတော့လေသူကစိတ်မဆိုးပါပို၍ပင်သဘောကျနေပါသေးသည်ညဆောင်၏တာဝန်ချိန်များမှာညနေအလုပ်ပြီးဆုံးချိန်4နာရီခွဲမှနောက်တစ်နေ့နနက်အလုပ်ယုံဖွင့်ချိန်9နာရီခွဲအထိဖြစ်ပါသည်နေခင်းတွင်မူမိမိနေအိမ်သို့ပြန်ပြီးအနာယူကြသည်စနေတနင်္ဂနွေနေ့နှင့်အခြားသောအစိုးရရုံးပိတ်ရက်နေ့များတွင်နေရောညပါတာဝန်ယူပြီးအလုပ်ယုံအားစောင့်ရှောက်ပေးရပါသည်ညဆောင်ကြီးသည်သူ၏တခိုးဖမ်းခဲ့ရသောအတွေ့အကြုံများကိုကျွန်ုပ်အားပြောပြရာကျွန်ုပ်ကလည်းအောက်ပါအတိုင်းအဆင်ပြေအောင်ခန်းစားရေးဖွဲ့ပြီးတင်ပြလိုက်ရပါတော့သည်ညဆောင်ကြီးတခိုးဖမ်းသောညမှာစောင်းလရာသီ၏လကွယ်ညတညတွင်ဖြစ်ပါသည်လကွယ်ညဖြစ်တော့လဲစက်ယုံအတွင်းရှိလျှက်စစ်မီးအလင်းရောင်ကြောင့်ထိမ့်ထိန်လင်းလျက်ရှိပါသည်စောင်းရသည့်အေးဒဏ်ကိုကာကွယ်နိုင်ရန်အတွက်ထူထဲသောဂျကင်အင်ကြီးကိုဝတ်ဆင်ထားသည့်အပြင်မွေးပွားဆောင်တစ်ထဲကိုပါထပ်ကာခြုံထားလိုက်ပါသည်ညတောင်ကြီးမှာ2နာရီလင်တစ်ချိန်ကြအလုတ်ယုံအားလှည့်ပတ်ပြီးကြည့်ရှုစစ်ဆေးနေပါသည်ပခုံးတွင်လဲထားသောစစ်သုံးဘေးလွယ်အိတ်အတွင်းမှာတော့နေကင်းကလေးကရှာဖွေစူဆောင်းထားသောကြောက်ခဲလောက်စလုံးကလေးများကအလုံး340ခန့်ရှိပါသည်ဘေးဘက်ကလက်ထဲမှာတော့ကြစ်ပါအောင်စုပ်ကင်ထားသည့်လောက်လေးကွတလဲဒီလောက်ပါပဲအဲ့ဒီလက်နဲ့ပဲဘီလီယံနဲ့ချီပြီးတန်ဖိုးရှိသောအလုပ်ယုံကြီးကိုညလုံးပေါက်ကာကွယ်စောင့်ရှောက်ထားသည်တယောက်တည်းစောင့်နေရတော့လဲအားငယ်စရာမရှိပါအခြားသောဘေးပတ်ဝန်းကျင်မှအလုပ်ယုံများနှင့်ကက်လျက်ရှိနေကြပြီးထိုအလုပ်ယုံများတွင်လည်းညဆောင်များကရှိနေကြသည်အရေးကြောင့်ဆိုလျင်စစ်ကူတောင်းနိုင်သည်ထို့ပြင်နေမြေလှည့်ကင်းအဖွဲ့များကလည်းစက်ယုံအတွင်းသို့ဝင်ရောက်ပြီးလှည့်ပတ်စောင့်ကြည့်ပေးနေကြသည်ညတောင်ကြီးသည်ည12နာရီလောက်တွင်အလုပ်ယုံသို့တပတ်ပတ်ပြီးရှောက်ကြည့်ရာထူးခြားမှုကိုမတွေ့ရသို့တော်လည်းကင်းဆောင်ယုံသို့မပြန်သေးဘဲအလုပ်ယုံ၏နောက်ဖက်ရှိငပြောယုံကြားတွင်ခိတ္တရပ်ပြီးဘေးပတ်ဝန်းကျင်ကိုအကဲခတ်နေလိုက်သည်အလုပ်ယုံတယုံလုံး၏လုံခြုံမှုသည်သူ၏တာဝန်ဖြစ်သည်
ပေါ်ပေါ်ဆဆနေ၍မရညတောင်ကြီးအမောင်ရိပ်ကိုကွယ်ပြီးစောင့်ကြည့်နေစဉ်မကြာမီအချိန်ကလေးအတွင်းပေါက်ပြားချောအလုတ်ယုံဘက်စီမှနေ၍တောချုံထဲကအတိုင်းတောတိုးကလူ၃ယောက်ထွက်လာသည်ကိုတွေးလိုက်ရပါတော့သည်အမောင်ရိပ်ကလေးကလည်းရှိနေပြီးနှင်းငွေမြူမုံများအကြားကလှမ်းပြီးမြင်နေရသဖြင့်မြည်သူမြည်ဝါဖြစ်ကြောင်းကိုကောင်းစွာမမြင်ရအလုတ်ယုံဘေးနားသို့ရောက်လာလျင်ကသူတို့ကိုကောင်းစွာမြင်တွေ့နိုင်ရမည်ဖြစ်ပါသည်မြည်သည့်နေနှင့်မဆိုအဆိုပါလူ၃ယောက်တို့သည်လူကောင်းများတော့မဖြစ်နိုင်ပါလမ်းလေးမရှိပါပဲလျက်တောတိုးပြီးချင်းကပ်လာနေကြသဖြင့်ညတောင်ကြီးကသူတို့အဖွဲ့အားမြင်တွေ့မသွားစေရန်အသားကလေးထိုင်ချလိုက်ပြီးစောင့်ကြည့်နေလိုက်သည်အလုံယုံအားဖောက်ပြီးပစ္စည်းများခိုးထုတ်ရန်ကြံစီနေကြသူများသာဖြစ်မည်သို့သောမိကဲ့သို့သောတကုပင်ဖြစ်နေစကားမူညဆောင်ကြီး၏လက်ထဲတွင်ရှိနေသောလေးကွရဲ့ပြစ်ချက်လောက်ကိုတော့သူတို့တွေခံနိုင်ရည်ရှိမည်မဟုတ်ပါနှစ်ဖူးတဲ့ကိုသာမှန်လိုက်လို့ကတော့နှစ်ဖူးခတ်တက်ကွဲပြီးအမေသာကျွဲမတွေ့ဖြစ်သွားနိုင်ပါသည်ညဆောင်ကြီးနဲ့သူတို့ရဲ့အကွာအဝေးကလည်းဂိုက်30အတွင်းမှာဆိုတော့ပြစ်မလွဲဖြစ်နေသည်သို့တော်လည်းညဆောင်ကြီးကမပြစ်သေးပါမပြစ်ရသေးသည့်အကြောင်းရင်းမှာလည်းထိုသူတို့သည်ညီသူမိဝါတွေဖြစ်ကြကြောင်းကိုဥစွာသိရှိလို၍ဖြစ်ပါသည်ထိုကဲ့သို့တည်ပြီးပြီဆိုလျင်တော့သူတို့အားလက်ရမဖမ်းမိသည့်တိုင်အောင်သူတို့ရှိရာသို့အချိန်မရွေးသွားရောက်ဖမ်းဆီးနိုင်တော်မူဖြစ်ပါသည်ပြီးတော့ဖောက်ထွင်းကိုးယူမိသူများဟုတ်မဟုတ်ဆိုသည်ကိုလည်းတေချာစွာသိလိုသေးသည်ဖောက်ထွင်းခိုးယူခြင်းမပြုသမျှတခိုးပါဟုတက်အပ်တေချာစွာမပြောနိုင်သေး၍ဖြစ်ပါသည်အဆိုပါ၃ယောက်တို့သည်အလုတ်ယုံသို့တဖြည်းဖြည်းကပ်လာကြရမှအလုတ်ယုံအနီးသို့ရောက်လာသောအခါလုံခြုံရေးလျှက်စစ်မီအလင်းရောင်ကြောင့်သူတို့အားကောင်းစွာမြင်တွေ့ရလေတော့သည်သူတို့၃ယောက်စလုံးကိုညဆောင်ကြီးကကောင်းစွာသိပါသည်သူတို့တွေသည်အခြားသောအလုတ်ယုံများမှသူတို့နှင့်ဘဝတူညဆောင်တာဝန်ကိုယူနေကြသူများသာဖြစ်သည်သူတို့၏အလုတ်ယုံများသည်ညဆောင်ကိုပုံသေးမထားကြပဲတလဲ့စီလူအလဲအလဲဖြင့်အဆောင်ထားကြသည်ဒီညမှာတော့ဖြင့်သူတို့ဆောင်ရသောအလှည့်ဖြစ်ဟန်တူသည်မိတို့ပင်ဖြစ်စေကမူသူတို့၃ယောက်ကိုကောင်းစွာမြင်တွေ့ရပြီးသောအခါသူတို့၏ရှေ့ဆက်လှုပ်ရှားမှုများကိုဆက်၍စောင့်ကြည့်ရန်သာရှိတော်သည်အလုတ်ယုံဘေးနာသို့ရောက်လာသောအခါတယောက်သောသူကအလုတ်ယုံနှင့်ကပ်နေသောတရက်ပင်ပေါ်သို့တက်သွားလေသည်၎င်းနောက်အပင်အောက်တွင်ကြံခဲ့သောလူ၂ယောက်ထဲမှတယောက်မှအသင့်ယူဆောင်လာသောဝါးကိုအပေါ်သို့လှမ်းပြီးပေးနေသည်အဆိုပါဝလုံးဖြင့်အလုတ်ယုံနိုင်ရန်၏အမြင့်ပိုင်းတွင်ရှိနေသောမှန်ပရင်းပေါက်အားထိုးဖောက်ဆောင်ခွဲလိုက်ပြီးကမှအလုတ်ယုံထဲသို့ဝင်ရောက်လိုကြဟန်တူပါသည်အဆိုပါမှန်ပရင်းပေါက်၏အတွင်းဘက်တွင်တန်စကားများတက်ဆင်ထားကြောင်းကိုမူသူတို့တွေသိဟန်မတူကြသူတို့တွေသည်အမှန်တကယ်ပင်အလုတ်ယုံအားဖောက်ထွင်းခိုးယူရန်လာရောက်ကြံစီနေကြသူများဖြစ်ကြောင်းသိကြသွားပေပြီသို့ဖြစ်၍ထိုလူတွေကိုလည်းသေချာစွာမှတ်သားထားပြီးပြီမို့ရှေ့ဆက်တဆင့်တက်ပြီးလှုပ်ဆောင်ရမည်မှာသူ၏လက်ဆွဲတော်လောက်လေးကွာကိုပြစ်ခတ်အသုံးပြုရန်သာရှိတော်သည်ပြင်းထန်သောဒဏ်ရာတန်ချက်တစ်ခုစီလောက်ရသွားပြီဆိုပါကသူတို့နေဖြင့်မိတို့မြငင်းဆန်၍ရနိုင်တော်မည်မဟုတ်ပါဝန်ထမ်းအချင်းချင်းဆိုတော်ညာလင်ဒီလိုကိစ္စမျိုးကိုတော့တနာတက်ညာ၍မဖြစ်ပြီးတော့သူတို့အနေနဲ့လည်းတစ်ခါဆိုသလောက်နောင်ကျင်သွားအောင်မှတ်သွားသလောက်ဖြစ်သွားအောင်ဆုံးမလိုက်လိုပါသည်တို့ဖြင့်သူ၏ညာဘက်လက်ဖြင့်စစ်သုံးပေးလွယ်အိတ်တွင်ထည့်ထားသောနောက်စလုံးများရဲမှအကောင်းဆုံး၃လုံးကိုလက်နှင့်ဆမ်းပြီးရွေးထုတ်လိုက်သည်ပြီးတော့ဘဲဘက်လက်တွင်မြဲမြံစွာစုပ်ကိုင်ထားသောလောက်လေးကွာဖြင့်တရက်ပင်အောက်တွင်ရက်နေသောလူ၂ယောက်၏ဦးခေါင်းများကိုကောင်းစွာချိန်ရွယ်ပြီးပစ်လိုက်သည်၎င်းနောက်တစ်ချိန်နှင့်တပြိုင်တည်းမှာပင်တရက်ပင်ပေါ်တက်နေသောသူကိုပါချိန်ရွယ်ပြီးပစ်ခတ်လိုက်လေသည်ပြစ်မှတ်၃ခုစလုံးကိုပြစ်ခတ်လိုက်သောကြာမြင့်ချိန်မှာ3စက္ကန့်လောက်သာကြာမည်ဟုထင်သည်ဤမြအထိမြန်ဆန်လှပါသည်ဂိုက်30အကွာအဝေးတွင်ပြစ်ခတ်ရသည်ဖြစ်၍ညီတိနီနှင့်မျှလွဲချော်သွားစရာမဖြစ်နိုင်ပါထိမှန်လိုက်လို့ကတော့ညာတွင်ချင်းပင်စေကံလိုက်ပို့ရမည်မှာတေးကြသည်အန်ဩစရာကောင်းသည်မှာသူပြစ်လိုက်သောလောက်စလုံးများကပြစ်လွတ်လိုက်စဉ်ဖတ်ဟူသောအတန်ကိုသာကြားလိုက်ရပြီးအရာဝတ္ထုတစ်ခုခုအားတွားရောက်ထိမှန်သည့်အတန်ကပြန်လည်ထွက်ပေါ်မလာခြင်းပင်ညတောင်ကြီးသည်ထိုကဲ့သို့အာရပါရပြစ်လိုက်ပြီးနောက်သူတို့၃ယောက်၏လှုပ်ရှားမှုအခြေအနေအားကြည့်လိုက်ရအဆိုပါ၃ယောက်စလုံးကဘာမှမဖြစ်ကြသလိုလှုပ်ရှားရှိသည်များကိုဆက်ပြီးလှုပ်နေကြကြောင်းကိုတွေ့ရလေတော့သည်ရှင်းသားသည့်အတိုင်းပင်ဖြစ်ပါသည်မှန်ပရင်းပေါက်အားထိုးခွဲရန်ကြံစီနေကြခြင်းဖြစ်သည်ည
ညာတောင်ကြီးမှာစိတ်မရှိတော့သဖြင့်နောက်ထပ်လောက်စလုံး3လုံးကိုအမြန်ဆုံးထုတ်လိုက်သည်ပြီးတော့တရက်ပင်မော်တို့တက်ပြီးသူရဲကောင်းလုံနေသောတခိုးကိုချိန်ရွယ်က3လုံးပြစ်လိုက်လေတော့သည်သို့တော့အပင်ပေါ်ရောက်နေသောတခိုးကဘာမှမဖြစ်သည့်အတိုင်းသူ့လောက်ရမည့်အလုပ်ကိုဟမပြက်လှုပ်ရှားနေမြဲဖြစ်သည်အံ့ဩဖွယ်ကောင်းလေကြွားယခုကဲ့သို့ညအချိန်မျိုးမှာပင်ညတောင်ကြီးကအိတ်တန်းတက်နေသောငှက်ချို့ကိုပြစ်ခဲ့ပူပါသည်ထိမှန်ငယ်သည်ကများပါသည်ယခုတော့သူ့ခန္ဓာကိုယ်တစ်ခုလုံးကြီးကိုချိန်ရွယ်ပြစ်လွတ်လိုက်ရသည်ဖြစ်၍မမှန်နိုင်စရာအကြောင်းမရှိကြ။တွားပြီးထိမှန်သည့်အတန်ပြန်ထွက်မလာသည်မှလည်းတမျိုးတော့ထူးဆန်းနေပြန်သည်။တနက်လွဲချီလွဲရှိကြောင်းကိုသာကြားခဲ့ပူပါသည်။လောက်စလုံးလွဲဟူ၍မကြားခဲ့ဘူးပါ။ယခုအခါသူတို့သည်လောက်စလုံးလွဲအဖွဲ့များဖြစ်နေကြပြီလားမသိပါ။ညီတို့သောအချိန်မျိုးမှာပင်ရှိနေစေကမူညဆောင်ကြီးကတတိယအကြိမ်မြောက်လောက်စလုံး3လုံးကိုအမြန်ထုတ်ယူလိုက်ပါသည်ပြီးတော့တရက်ပင်အောက်တွင်ရှိနေသောလူ2ယောက်ထဲမှတယောက်ထဲကိုသာချိန်ရွယ်ပြီးပြစ်လိုက်ပြန်သည်ဒီအခါမှာလည်းအပြစ်ခံရသူကဘာမှမဖြစ်သလိုအပင်ပေါ်ကိုမော့ကြည့်ပြီးခြေဟန်လက်ဟန်တို့ဖြင့်အပင်ပေါ်ကလူကိုလှုပ်ပြနေသည်ထိုအခါညတောင်ကြီးကသူ၏လောက်လေးကွာနှင့်မပြစ်တော့ဘဲအတန်ပေးပြီးအော်ဟစ်မောင်းထုတ်ရန်ကြံစီလိုက်သည်ညတောင်ကြီးအနေဖြင့်ထိုသူတို့၏အနာကိုမတွားရဲပါ3ယောက်နှင့်1ယောက်ဖြစ်နေ၍ရှင်ပြိုင်ရင်ဆိုင်ပြီးထိုးတက်ဖို့ဆိုသည်မှလည်းမလွယ်ပါပြီးတော့သူတို့တွေသည်တခိုးများဖြစ်ကြသည်တခိုးဆိုသည်မှာတရခန့်ဖြစ်ကြမည်သူများပင်ဖြစ်သည်သူ့အနေနဲ့ကတော့တရလိုဘဝမှာရှိသွားရမည်ဖြစ်သည်ထိုအခါတရခန့်ဖြစ်မည်သူများကတရလိုဖြစ်လာမည်သူအားနှုတ်မပိတ်မတတ်သွားဘူးဟုမပြောနိုင်ပါတို့ဖြင့်အတန်ပေးပြီးမောင်းထုတ်ရလေတော့သည်ဟဲ့လူတွေခမတို့ဒါပါလုပ်နေကြလေတွားကြခမတို့ဒုက္ခရောက်တော့မယ်အမြန်ဆုံးထွက်သွားကြတယ်ထိုအခါတွင်လည်းအဆိုပါ3ယောက်စလုံးကဂယုဆိုင်ဟန်မပြအကြိမ်ကြိမ်အော်ပြီးပြောနေတော့လဲမကြားသလိုလုံနေကြပြီးလှုပ်ရှားရှိသည်များကိုသာဆက်လုံနေကြလေသည်ညတောင်ကြီးမှာအဆိုပါတခိုးများနှင့်တူးဖက်ပြီးဘာတစ်ခုကိုမျှမလုပ်လို့တော့သဖြင့်တာဝန်မှုရှိရာလုံခြုံရေးကိစ္စသို့အမြန်ဆုံးပြေးရလေတော့သည်ညတောင်ကြီးမှာလေးကွာနှင့်ပြစ်သည်ထီပုံမပေါ်အော်ပြောပြီးဟန်တားပြန်တော့လဲကြားပုံမရဖြစ်နေသောကြောင့်အဆိုပါပြုံမနူးတခိုးအဖွဲ့ကြောင့်စောင်းလေရာသည့်ညတကောင်ရန်အောက်တွင်ဇောကျွေးများပြန်နေအောင်အလုရှုံနေရလေတော့သည်လုံခြုံရေးဂိတ်တွင်တာဝန်မှုတာဝန်ထမ်းဆောင်နေသောဦးလူရေးကလည်းညဆောင်ကြီးတွားပြီးသတင်းပို့လင်ပို့ခြင်းလုံခြုံရေးအဖွဲ့ထဲမှအချို့ကိုခေါ်ယူပြီးအဆိုပါအလုယုံသို့တွားရောက်စစ်ဆေးရတော့သည်တာဝန်မှုနှင့်အဖွဲ့တွားရောက်စစ်ဆေးကြသောအခါအလုယုံအားလာရောက်ဖောက်ထွင်းရန်ကြံစည်နေသူများကိုမတွေ့ရတော့သလိုအလုယုံမှလည်းလုံခြုံမှုရှိနေသည်ထိုးဖောက်ရန်စီစဉ်ခဲ့သောမှန်ပရင်းပေါက်မှလည်းဘာမှမဖြစ်အကောင်းတိုင်းရှိနေသည်ညတောင်ကြီးပြောသောဝါလုံးကိုလည်းမတွေ့ရပါတို့ဖြစ်၍တာဝန်မှုကညတောင်ကြီးအားဖြစ်စဉ်၏အခြေအနေများကိုအသေးစိတ်မေးမြန်းကာမှတ်တမ်းတင်ရေးမှတ်ယူလိုက်သည်အလုယုံအားလာရောက်ဖောက်ထွင်းရန်ကြံစီခဲ့သူ3ဦး၏အမည်စာရင်းများကိုရေးမှတ်ယူပြီးသောအခါအခြားသောအလုယုံများတို့ပါဆက်လက်စစ်ဆေးရန်ပြန်လည်ထွက်ခွာသွားကြသည်ဟု၏ကျွန်ုပ်သည်အလုယုံ၏အတွင်းပြင်များကိုလိုက်လံကြည့်ရှုစစ်ဆေးရာဘာမှထူးခြားမှုမရှိကြောင်းတွေ့ရပါသည်ထိုစဉ်တာဝန်မှုရုံးခန်းမှကျွန်ုပ်အားလာရောက်တွေ့ဆုံရန်တယ်လီဖုန်းကတဆင့်အကြောင်းကြားလာပါတော့သည်ကျွန်ုပ်ကတာဝန်မှုရုံးခန်းသို့ရောက်သွားသောအခါတာဝန်မှုတာဝန်ကိုထမ်းဆောင်နေသောဦးလူအေးကကျွန်ုပ်အားညကအာစရိရဲ့အလုယုံကညဆောင်ကြီးတခိုးဖန်းနဲ့ဖြစ်စဉ်ကိုတော့ကြားပြီးလောက်ပြီပေါ့နော်ဟုပြောလေတော့သည်ကျွန်ုပ်ကလည်းကြားပြီးပြီဖြစ်ကြောင်းပြန်ပြောလိုက်တော့အခါအဲ့ဒီညဆောင်ကြီးတခိုးဖန်းနဲ့ညကထူးခြားဖြစ်စဉ်ကြီးကိုကျွန်တော်အနေနဲ့တာဝန်မှုအစီရင်ခံတာထဲမှာဘလို့ထေရမှန်းကိုမသိနိုင်တော့လောက်အောင်ကိုဖြစ်နေရတယ်ဗျဟုပြောလေသည်ကျွန်ုပ်ကဘာကြောင့်များလဲဗျာဖြစ်စဉ်တွေကလည်းအမှန်တည်းကြီးပဲမဟုတ်ဘူးလားထေရမှာကတာဝန်မှုရဲ့အလုပ်ပဲလေအရေးယူတာမယူတာကတော့စက်ရုံမှုရဲ့အပိုင်းပဲပေါ့ကိုနဲ့မဆိုင်ပါဘူးဗျဘာလဲဖြစ်စဉ်တွေကမမှန်လို့လားဗျဒါမှမဟုတ်ဝန်ထမ်းအချင်းချင်းဆိုပြီးညံ့ညာချင်းနေတာလားဟုပြောလိုက်တော့အခါဖြစ်စဉ်တွေကတော့တာမန်ပါပဲဗျာအလုယုံကိုဖောက်ထွင်းခိုးယူဖို့လာရောက်ကြံစီကြတယ်ဆိုတာလည်းမှတ်ပါတယ်ပြီးတော့ဝန်ထမ်းအချင်းချင်းတနာငဲ့ညာချင်တာလည်းမဟုတ်ပါဘူးဗျာဒါဆိုရင်ပြီးပြီပေါ့ဗျာအဲ့ဒီအတိုင်းသာထည့်ပြီးရေးလိုက်ပါဝန်ထမ်းချင်းချင်းဆိုပေမဲ့လည်းဒီလိုလောက်ရမျိုးဆိုတာကတော့တနာငဲ့ညာတဲ့အရာမဟုတ်ဘူးဗျခြေမမကောင်းခြေမလက်မမကောင်းလက်မပယ်တဲ့နေဗျမဟုတ်ဘူးလား
ဟုတ်တော့ဟုတ်ပါတယ်ဗျာဒါပေမဲ့လည်းအခုကညာဆောင်ကြီးလာသတင်းပို့လို့ကျွန်တော်တို့အဖွဲ့တွေကညာတွင်းချင်းလိုက်ပြီးတွားကြည့်ကြတယ်ဗျအလုတ်ယုံရဲ့အခြေအနေကလည်းလုံခြုံမှုအပြည့်ရှိနေတယ်အဲ့ဒါနဲ့အလုတ်ယုံကိုလာဖောက်ပါတယ်ဆိုပြီးညာတောင်ကြီးပြောပြတဲ့လူနာမည်တွေကိုကျွန်တော်တို့ကရေးမှတ်ပြီးယူခဲ့ကြတယ်ပြီးတော့အဲ့ဒီညာဆောင်နေနေတဲ့အလုတ်ယုံတွေကိုတွားပြီးစစ်ဆေးကြည့်တဲ့အခါမှာတော့တခြားလူတွေဖြစ်နေတယ်ဗျသူပြောပြတဲ့ညာတောင်တွေကဒီအပတ်မှာနားနေကြတာပေါ့ဆိုလိုချင်တာကသူပြောပြတဲ့ညာတောင်တွေကဒီစက်ရုံဝင်းထဲမှာတယောက်မှမရှိဘူးဗျသူတို့တွေဒီစက်ရုံဝင်းထဲမှာလာပြီးညာဆောင်တောင်ဝင်ကိုမထမ်းဆောင်မဲနဲ့လည်းအပြင်းကနေလာပြီးဝင်လာနိုင်သေးတယ်လေဟုကျွန်ုပ်ကပြောလေလျင်တာဝန်ကျတာဝန်ထမ်းဆောင်နေသောကိုမောင်ပူကဆရာသမားကတော့လှုပ်ချလိုက်ပြန်ပြီဗျာသူတို့တွေဘယ်ပေါက်ထဲကနေဝင်လာကြရမှာလဲဗျာသူတို့ဝင်လာရင်ဒီဂိတ်ပေါက်ဝါကပဲဝင်လာခဲ့ကြရမှာပဲလေဗျာဒီစက်ရုံရဲ့ပတ်လည်မှာလည်းဒီလောက်ခိုင်ခန့်တဲ့အကာအရံတွေကိုသူတို့ကဘလို့လုပ်ပြီးကြော်ခွဝင်လို့ရမှာလဲဒီဂိတ်ပေါက်ကဝင်သွားတယ်ဆိုရင်လည်းကျွန်တော်တို့သိရမှာပေါ့မသိလိုက်ဘူးဆိုရင်ကျွန်တော်တို့ပါတာဝန်မကင်းတော့ဘူးလေကျွန်တော်တို့အဖွဲ့တွေကလုံယုံတွေကိုတွားကြည့်ပြီးဒီရုံးခန်းကိုပြန်ရောက်လာတော့ညာတောင်တွေရဲ့အမည်စင်းတွေကိုပါပြန်ပြီးစစ်ဆေးကြတယ်အဲ့ဒီခါမှာလည်းညာတောင်ကြီးပြောပြတဲ့လူနာမည်တွေကမပါဘူးဖြစ်နေတယ်ဒါကြောင့်တာဝန်မှုအပါဝင်ကျွန်တော်တို့အဖွဲ့တွေကအနားယူနေပါတယ်ဆိုတဲ့ညာဆောင်တွေရဲ့နေအိမ်လိုင်းကနေထိတွားပြီးကြည့်ရှုစစ်ဆေးခဲ့ကြတယ်။သူတို့အားလုံးလည်းသူတို့ရဲ့နေအိမ်တွေမှာရှိနေကြတာကိုတွေ့ခဲ့ရပါတယ်ဗျာ။ကျွန်တော်ကသူတို့ဘက်ကိုလိုက်ပြီးပြောနေတာမဟုတ်ဘူးနော်။သူတို့ကတကယ့်ကိုလူရိုးလူဝေးကြီးတွေပါ။ဟုတာဝန်ကျက်တာဝန်ထမ်းဆောင်နေသူကရှေ့လျားစွာရှင်းပြလေသည်။ထိုအခါကျွန်ုပ်ကတာဝန်မှုအားဒါဆိုရင်တာဝန်မှုကဘလို့သုံးသပ်မိသလဲဗျ။မင်းညာကလကွယ်ညာဗျ။ဒီလိုလာပြီးလာကွယ်ညတွေမှာပရလောကသားတွေပျော်မြူးတတ်ကြတယ်လို့တော့ကြားဘူးတယ်ဟုပြောလေသည်ထိုအခါကျွန်ုပ်ကဒါဆိုရင်အလုတ်ယုံကိုဖောက်ထွင်းခိုးယူမလို့လာလောက်ကြတဲ့သူတွေကပရလောကသားတွေတဲကပဲပေါ့ဟုပြောလိုက်တော့အခါတာဝန်မှုကဟုတ်ပါဗျာဟုတ်ပါအဲ့ဒါကြောင့်ကျွန်တော်ကညာဆောင်ကြီးတခိုးဖက်နေညာကထူးခြားဖြစ်စဉ်ကြီးကိုတာဝန်မှုအစီရင်ခံစားထဲမှာဘလို့ထည့်ရရမယ်မသိနိုင်အောင်ဖြစ်နေရတယ်လို့ပြောခဲ့ရတာပေါ့အဲ့ဒါဆိုရင်ကျွန်တော်ကိုခေါ်ပြီးတွေ့ရတဲ့အကြောင်းရင်းကခေါ်တွေ့ရတဲ့အကြောင်းရင်းကကျွန်တော်အနေနဲ့တခိုးဖက်နေညကဖြစ်စဉ်ကိုတာဝန်မှုအစီရင်ခံစားထဲမှာထည့်ပြီးမရေးတော့ဘူးဗျာပြီးတော့ညာတုန်းကဒီကိစ္စကိုတည်ထားသမျှလူတွေအားလုံးကိုလည်းဟိုလူပြောဒီလူပြောရှောက်မပြောကြဖို့ကျွန်တော်ကနှုတ်ပိတ်ထားခဲ့ပြီးပါပြီနှုတ်မပိတ်ရသေးတာဆိုလို့အာစတိတယောက်ပဲကြံတာဗျဒါကြောင့်အာစတိအနေနဲ့ဒီအကြောင်းအရာတွေကိုတွေးသမျှလူတွေစီပါဇက်ဟောင်းပွားလုပ်ပြီးရှောက်မပြောဖို့ကျွန်တော်ကအထူးမြတ်တာရက်ခံခြင်းလို့ခေါ်ပြောရခြင်းပါအာစရိအနေနဲ့တွေးသမျှလူတွေကိုပါဇက်နဲ့ဟောင်းပွားရှောက်ပြီးပြောပြီးစိတ်ယုံမှုနာတဲ့အထိပေါက်ကြားသွားလို့ကတော့ဒါကပရလောကသားတွေဆိုတာမဖြစ်နိုင်ဘူးညာဆောင်ကြီးပြောတဲ့သူတွေပဲဖြစ်ရမယ်ဆိုပြီးအဲ့ဒီလူတွေကိုခေါ်ပြီးစစ်လားလောက်တာနိုင်တယ်လေပြီးတော့ကျွန်တော်တို့တာဝန်မှုတွေကိုလည်းဒီလိုထူးခြားတဲ့ဖြစ်စဉ်ကြီးကိုထိန်ချန်ထားရကောင်းမလားဆိုပြီးပြဿနာရှာလာနိုင်တယ်အဲ့ဒါကြောင့်မှဟုရှင်းပြလေသည်ထိုအခါကျွန်ုပ်ကဟုတ်ကဲ့ပါဗျာသဘောပေါက်ပါပြီကျွန်တော်လည်းတွေးသမျှသူတွေကိုပါဇက်ဟောင်းပွားလုပ်ပြီးရှောက်မပြောရဘူးဆိုတာကိုဂရုပေးခဲ့ပါတယ်ကဲပြန်လိုက်အောင်မယ်ဗျာဟုပြောဆိုနှုတ်ဆက်ကအလုတ်ယုံတို့ပြန်ခဲ့ပါတော့သည်ညီတို့ပင်ဖြစ်စေကမူညာဆောင်ကြီးတခိုးဖမ်းခဲ့သောညကအဖြစ်ပြက်တို့သည်ကျွန်တော်တို့အတွက်ကတော့ငိုအားထက်ရေအားတန်ဆိုသလိုဖြစ်ခဲ့ကြရသည်ကတော့အမှန်ပါကျွန်ုပ်သည်ညာတောင်ကြီးတခိုးဖမ်းသောည၏အကြောင်းအရာများကိုတွေးသမျှလူများအားပါဇက်ဖြင့်ဟောင်းပွားလုပ်ပြီးရှောက်မပြောခဲ့ပါတော့လဲစာဖတ်ပရိသတ်များအတွက်ကိုတော့မူတိုးကြိတ်ကလေးနဲ့စာစီရေးသားပြီးတင်ပြလိုက်ရကြောင်းပါခင်ဗျာရွှင်လန်းချမ်းမြေပါစေဇလန်းလေးကတော့ဤနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာယခုဇလန်းလေးကိုရေးသားသူစာရေးသူချစ်ဆိုင်ကိုလည်းဂါရဝပြုကျေးဇူးတင်ရှိအပ်သလိုဇလန်းလေးကိုအဆုံးထိနားဆင်ပေးသူအပေါင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိအပ်ပါရခင်ဗျာ